ဖြူစစင်ကောင်မလေးကိုမချစ်ချင်နာချစ်ခဲလေဒါလေးကကြတော့မှတော့အဖြူကြီးပဲတီးတဲ့ error ထုတ်ထားပေးတာကိုမမတွေကိုချစ်လုံးလို့ error ထုတ်ထားပေးတာပါအရင်စစိုးဝါးတွေတော့မပါဘူးရှစ်နော်အတော်လုံးအဖြူတွေကြီးပဲဈေးနှုန်းလဲတသိန်းကြော်လေးရယ်2သိန်းစွန်းလေးရယ်2သိန်းစွန်းလဲပဝါပါမယ်နော်2သိန်းစွန်းကပဝါပါမယ်ဒီအလှကြီးကိုအရင်ဆုံးပြပေးလိုက်မယ်မတို့ကြည့်ပေးပါဒီလိုအလှကြီးပါရှင်ဈေးနှုန်းလေးပြောပေးမယ်ပဝါပါမယ်နော်မတို့ဒါကကြတော့လေခြိသား pre ပိုးလေးနဲ့ခတ်ထားပေးတယ်နော်ဒါလေးက pre ပိုးလေးနဲ့ခတ်ထားပေးတယ်100တိုင်း pre ပိုးဖောက်လေးပေါ့နော်တိတ်လာတယ်မတို့ရဲ့2သိန်း2500နဲ့ပြီနော် error ကလည်းလေရှာတဲ့ပေါ့နော်ဘယ်နားမှပြရမလဲဆိုတော့ဒီနားမှာကွယ်ဒီနားမှာဒီလိုမျိုးအဝါချစ်တသေးလေးပါသွားတယ်မြင်ရလားမသိဘူးနော်အဲ့ဒါလေးတစ်ချက်ရယ်ဒီမှာတသေးလေးနော်နောက်တစ်ချက်ကကြတော့ဒီနားမှာရေခွက်တသေးလေးပါသွားတယ်ရေခွက်တသေးလေးပါတသေးလေးနော်အဲ့ဒီနှစ်ခုပါသွားတယ်ရှင်ဒါလေးပဲနော်ရှယ်ဆိုရင်မတို့3သိန်းခွဲလောက်ထိတော့ရောင်းကြတယ်ကျန်တဲ့နေရာတွေလုံးဝဘာမှမပါဘူးနော်လုံးဝဘာမှမပါဘူးရှင်ပဝါစလေးနဲ့ပါပဝါစလေးနဲ့ပါမယ်မတို့2သိန်း2500နဲ့ပဲယူပါရှင်1225နဲ့ပဲယူပါဖြူလေးနော်ဒီအစင်လေးကို225နဲ့ရောင်းရတာရောင်းပြော့တယ်ရှင်ဝတ်တဲ့လူလည်းဝတ်ပြော့တယ်ရှင်အဲရာလေးကလည်းအဲ့ဒါလေးပဲပါတယ်ဆိုတော့ရောင်းသူလည်းပြော့ဝတ်သူလည်းတက်နေရှင်နော်ဒါလေးနော်၄ကိုက်ခွဲအုပ်ပါပဝါပါမယ်၄ကိုက်ခွဲ၅ကိုက်နီအုပ်ပေါ့နော်ဒီအစင်လေးအနီးကပြန်ပြပေးမယ်2သိန်း2500နဲ့ပဲယူ225နဲ့ပဲယူနော်အိမ်ကျက်တာတွေဘာညာမပါဘူးနော်တိတ်လာတော့လက်ရလေးလည်းလှနောက်ပန်းချီလေးလည်းလုံးဝချစ်လစ်နေရောပဲလက်ရလေးလုံးဝတည်တက်လှပါတယ်နော်2သိန်း2500နဲ့ပဲယူပါဒါလေးဒီအစင်ကလေး225နဲ့ရမယ်အဖြူကလေးပါနောက်တော့အဖြူလေးကဒီအဖြူလေးပြပေးမယ်ဒါလေးလည်းဒီတိုင်းပဲဖြူစင်းနေရောပဲနော်သူလဲအဲ့ဒါလေးလည်းလေတခြားဘယ်နေရာမှမပါဘူးဒီအောက်နာမှာဒီမှာဒီအကွက်လေးပါသွားတာမတို့ဒီရေကွက်လေးပါသွားတာအောက်အနာမှာနော်ဒါဆိုအောက်ပိုင်းမှာဒါလေးပါသွားတာ34000နဲ့ပဲယူ38500ရောင်းတယ်34000တိနဲ့ပဲယူပါခိုင်းရအားကြတော့9000စွန်းလေးပါမယ်ရှင့်နော်9000နည်းနည်းကြော်မယ်9000နဲ့တက်မိုက်လောက်တော့ပါမယ်ရှင့်နော်ဒါလေး34000အတိနဲ့ယူပါဖြူစင်းနေရောပဲနော်ဖြူလေးပါရှင်ငါမနာကြည့်နေရဆိုတာလေအလေအချင်းလည်းအလို့မရအောင်နော်ဒါလေးကလေဒီမှာအိမ်မက်ပါဒါလေးကချတော့ဘယ်လိုပြောရမလဲရက်ကန်တဲ့ကနည်းနည်းလေးပညာပြလိုက်တယ်ဗောရှင်ရက်ကန်တဲ့ကပညာပြလိုက်တာတခြားဘာမှမပါဘူးဒီမှာနော်ဒီအစင်တခြားဘာမှမပါဘူးရက်ကန်တဲ့ဒီမှာပညာပြထားတာဒါဆိုရင်တော့ထမိန်တောက်စုံပိုင်းပေါ့နော်ထမိန်ရဲ့တောက်စုံပိုင်းဒီကနေပြီးတော့တမိုက်ကြော်လောက်မှာပေါ့နော်တမိုက်တထွားကြော်ပေါ့ရှင်တထွားကြော်လောက်မှာဒီမှာကျဲသွားတော့ကိုအချီကလေးနဲ့ချုပ်ထားပေးပါတယ်ကျဲသွားတော့အချီကလေးနဲ့ချုပ်ထားပေးတယ်ဘယ်လောက်ချစ်စရာကောင်းလဲနော်ရက်ကန်တယ်လေးကနော်ချုပ်ထားပေးတယ်ဈေးနှုန်းလေး32500နဲ့ပဲယူပါမလို့နော်ဒါလေးဆိုအနေသူတို့ရောင်းတာ34500ရောင်းပါတယ်နော်ဒါလေး34500ရောင်းပါတယ်32500နဲ့ပဲယူပါအဖြူလေးကျန်တာဘာနေရာမှာဘယ်နေရာမှာအဲ့ဒါလုံးဝမပါဘူး125နဲ့ရမယ်125နဲ့ပဲယူ32500နဲ့ဖြူစစ်လေးရမယ်ဒါလေးရာကြတော့အမတို့38500ရောင်းပါတယ်ဒါလေးပေါ့နော်ဒီမှာသူတို့ဒီဥစ္စာဆိုရင်ခြေသားလေးနဲ့ခတ်ထားပေးတယ်သူရဲ့အစင်ဆိုပိုးစစ်ဒီဇိုင်းလေးเนาะပိုးစစ်နဲ့ခတ်လိုက်ရင်အနည်းဆုံးဒီအစင်ကနော်ဒါကပိုးစစ်ကနေပြီးတော့ဟိုပါเนาะသူတို့ပိုးစစ်ဆိုဈေးအရမ်းများတယ်မားတွေ9သိန်းခွဲလောက်တော့ရောင်းကြတယ်ပိုးစစ်ဆိုရင်ပိုးစစ်နဲ့ဆိုရင်9သိန်းခွဲလောက်တော့ရောင်းတဲ့အထက်ကိုတို့ကခြေသားလေးနဲ့ခတ်ထားပေးတယ်38500ရောင်းတယ်အဲ့ဒါလေးအလေးတဲလေးပါလို့35500နဲ့ပဲယူเนาะ35500နဲ့ပဲယူဒါလေးဆိုရင်တို့ဒီမှာနော်မိတ်ကပ်ပန်းစီလေးမိတ်ကပ်ပေါ့နော်မိတ်ကပ်ပန်းစီတိုင်ရခုနှစ်တောင်အပြည့်ပါတယ်အပြင်
အတိုင်ချီရတယ်နှစ်တရာတိုင်ထားတယ်ဖောက်ချီရတယ်နှစ်တရာတိုင်ထားတယ်ဒီမှာခုနှစ်တောင်ကိုစွတ်စွန်းပါမယ်ခုနှစ်တောင်နဲ့တက်မိုက်နော်တောင်းတိုင်းခွဲကြော်တဲ့အပြင်ခုနှစ်တောင်နဲ့တက်မိုက်ပါမယ်သူရဲ့ error လေးကကြတော့ဒီမှာမြင်ရလားမသိဘူးဒါအင်ကြီးစားထမိန်စွန်းပေါ့နော်ထမိန်စွန်းနဲ့အင်ကြီးစားမှာဒါလေးဒီလိုအမဲလေးတစ်ချောင်းပါသွားတယ်ရှင်နော်ဒီတစ်ချောင်းပဲဒီဘက်တွေတော့ဘာမှမပါဘူးနော်ဒီဘက်တွေကဘာမှမပါဘူးဒါလေးပဲပါသွားတာဒါမျိုးလေးပဲပါသွားတာရှင့်နော်ဒီတစ်ချောင်းလေးပါသွားတာဒါလေးကိုမတို့ဖြက်ညက်ကပ်ပြီးချုပ်တယ်ဆိုရင်ရတယ်ထမိန်အတွင်းထဲကိုထည့်လိုက်မယ်ဆိုလည်းရတယ်နော်ထမိန်အတွင်းထဲကိုထည့်လိုက်မယ်ဆိုလည်းရတယ်တသိန်း9500နဲ့ပဲယူ155နဲ့ယူပါရှင်155နဲ့ယူပါဒီလိုအထည်ပေါ့နော်အသားကွက်လက်ဒီမျိုးကိုရှာကြည့်လိုက်နော်ဈေးကွက်တော့မှဒီဈေးနဲ့ရလာလို့ရှာကြည့်လိုက်နော်ဒီလိုအသားကွက်လက်ဒီကိုပြောတာနော်တို့ကလေကောင်းရင်ကောင်းတယ်လို့ပြောပြီးရောင်းပေးတယ်နော်ဒါလေးနော်ဒါလေး3,500နဲ့ယူ155နဲ့ဒါလေးကဗာမိတ်ကပ်ပန်းစီလေးတအုပ်ရမယ်ဒါလေးကကြတော့နီညိုလေးနော်ဒါလေးကနီညိုလေးဒီချိတ်လိုင်းလေးကနီညိုလေးနော်သူကကြတော့ရေကွက်ပါသွားတာအောက်နာလေးမှာဒါလေးပဲပါမယ်နော်ဒါလေးပဲပါတယ်အင်ကြီးစားလုံးဝကောင်းအင်ကြီးစားလည်းကောင်းအသားနာလည်းကောင်းနော်ဂိုင်းရည်လည်းပြည့်မှာနော်နှာလိုက်တာရှင်တအုပ်ချုပ်အောင်မယ်နှာအုပ်ပါတယ်တအုပ်ချုပ်မယ်နှာအုပ်ပါတယ်တကယ်ပြောတာဒီအုပ်စားလေးအရန်ကြိုက်တာအင်ကြီးစားလုံးဝရှက်ကောင်းဘာမှမပါဘူး155နဲ့ပဲယူနော်နီညိုလေးနော်နီညိုချက်သွေးလေးနှာလိုက်တာမတို့ရဲ့ဒါလေးကိုအင်ကြီးမှာမြိုင်နေအောင်ထက်လုံးဝအမိုက်စားပဲနော်ဒီမှာလေးနော်နီညိုချိတ်လိုက်နီညိုလေးပါနော်3,500အဖြူလေးတအုပ်ရမယ်ဒီဥစ္စာလေးကကြတော့ရှက်ကလေးပါမယ်အစင်ကတူပဲဒီပတ်ချီကာလာအဖောက်တွေလည်းတူပဲအောက်နာချိတ်တွေလည်းတူပဲနော်အဲ့ရနေရတော့အလေးတက်လေးကွဲမယ်နောက်ပြီးတော့နှစ်အုပ်ပါတယ်တအုပ်ချုပ်မယ်မတို့ကြိုက်တဲ့တအုပ်ယူတွားတအုပ်ချုပ်မယ်ပေါ့နော်ဒါဒီနားမှာပေးတာမတို့ပေးတာရေစိုးလာနော်အဲ့ရေစိုးလာတွေကဖြောက်လို့ရတယ်နော်ဖြောက်လို့ရတယ်ရှို့ရင်ပြောင်းသွားတဲ့အဲ့ရေစိုးလာတွေကမတို့ကြိုက်တဲ့ကာလာလေးတွေကို SS လေးရိုက်ပါသူတို့ရဲ့ Viber ဖုန်းနံပါတ်39945453လုံးပါ4563လုံး2994ပါရှင်တို့တင်တဲ့နေစာအားကြတော့39လ61 B လစိတ်မဥပုဒ်တော်ရမဟာအောင်မြို့နဲ့မန္တလေးမြို့ပါစီယံငွေ9000ကျိုးလွှဲရုံနဲ့ Royal Ninja Join ပို့ရတဲ့မြို့အကောင်လုံးကိုအယောင်ငွေချေးပို့ပေးနေပါတယ်ရှင်တို့တင်တဲ့နဲ့မန္တလေးမြို့ကနေရောင်းချပေးနေတာပါကျေးဇူးများကြီးတင်ပါတယ်ရှင်တတား